nature and scopes of business စီးပွားရေးသဘောတရားနဲ့အတိုင်းတာပြေးကြီးမှာဒီသုံးခုပဲရှိတာဘယ်မှပြေးမကြည့်နဲ့ဒီသုံးခုပဲနံပါတ်1က economic activity နံပါတ်2က industry နံပါတ်3က commerce ဒါပဲရှိတာစီးပွားရေးသဘောတရားဒါပဲရှိတာတကဘာလုံးမှာလည်းဒါပဲလုပ်နေတာeconomic activity ဆိုတာဆရာကြီးဘာလဲ economic activity ဆိုတာက definition ရွတ်ပြရမလား activities undertaken to earn money activity undertaken to earn money ဆိုလို့ချင်းသဘောတရားဒီပတ်စံရဖို့အလုပ်လုပ်နေတာကိုပြောတာတနည်းအားဖြင့်ပြောမယ်ဆိုစီးပွားရေးလုပ်ငန်းတွေ profession ဆရာတို့လိုစာသင်တဲ့လုပ်ငန်းတွေနောက်တစ်ခု employment ဝန်ထမ်းတွေဟုတ်တယ်မလားဝင်ငွေလာရှင်ဆောင်ရတဲ့သူတွေနံပါတ်2က industry ဆိုတာဘာမှမဟုတ်ဘူး production of goods ဆိုတဲ့စက်မှုလက်မှုလုပ်ငန်းတွေကိုပြောတာဖြစ်ပါတယ်တဲ့နောက်တစ်ခုကကြပါလေ commerce distribution of goods trade and electronics ဆိုတာကဆရာတို့ကုန်သွယ်မှုတွေကိုပြောတာကုသန်းရောင်းဝယ်ရေးတွေကိုပြောတာကဘာပေါ်မှာကြည့်လိုက်ရင်စီးပွားရေးသဘောတရားဆိုလို့အဲ့ဒါပဲရှိတယ်ဒီသုံးခုပဲရှိတယ်ဒီသုံးခုတွေကနေကြောပြီးတော့မထွက်ဘူး